မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အောင်ဆောင်မုံကုမ္ပဏီကထုတ်ကုန်တစ်ခုဖြစ်တဲ့ဒိုင်းဝန်းတစ်စိတ် hydraulic CRM ပန့်ရဲ့အရေးသွင်းနဲ့ပတ်သက်ပြီးသုံးစွဲသူစက်ပိုင်ဦးစီးတို့ရဲ့စိတ်ကျေနပ်မှုကိုပုံမနားလည်နိုင်အောင်လို့အတွေ့အကြုံရှိတဲ့ဆက်စရာတူနဲ့ပြည်စုံမင်းများသွားမှာပဲဖြစ်ပါတယ်ခင်ဗျာတို့ကိုညိုမနေ့ထဲထုတ်ပြီးသွားပြီလားဗျပြီးပါဗျာဒီချိန်ရှိပြီဆိုလာတိုင်းရင်းနှွေးလေးပါလေတောင်းဘာကိစ္စပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒိုင်းဝန်းတစ်စိတ် hydraulic CRM ပန့်လေးအကြောင်းလေးသိကျင်လို့ဗျလဲထားတာအဆင်ပြေလားမသိဘူးဗျကြိုက်ဆိုမနေ့ခင်းနေကိုနှစ်နေရထိုးပြီဗျာကျွန်တော်တို့ရ hydraulic ပန့်အကြောင်းမေးခွန်းလေးတွေမေးချင်လို့ခင်ဗျရပါတယ်ဗျာဟုတ်hydraulic စနစ်တစ်ခုမှာပေါ့နော်ပန့်တစ်ခုရဲ့အခန်းကဏ္ဍဘယ်လောက်အရေးကြီးလဲဆိုတာလေးကိုတစ်ချက်လောက်ရှင်းပြပေးပါအောင်ဗျဒီ hydraulic ပန့်ကစနစ်တစ်ခုလုံးရဲ့နှလုံးသားလို့ပြောလို့ရတယ်သူကောင်းမှာဒီဆက်ရဲ့ဖိအားနဲ့လှုပ်ရှားမှုတွေပို့ပြီးမှန်မယ်ပေါ့နော်ဒီပန့်ကအပူဒဏ်ကိုလည်းခံနိုင်တယ်လို့ရုပ်တရက်ရက်တနာမျိုးတွေလည်းမရှိဘူးအဲ့ဒီအတွက်ကြောင့်လှုပ်ချဲကိုခံနိုင်ရရှိရတဲ့အတွက်သုံးဆွဲသူတွေအတွက်ပို့ပြီးတော့အချိန်ကုန်တာတွေတက်တာမယ်လူပင်ပန်းတာတွေကိုပို့ပြီးတော့တက်တာစေမယ်ဗျဟုတ်ကဲ့ပါဒါဆိုရင်ပန်းတစ်ခုရဲ့အရေးအသွေးကိုတိုင်းတာတဲ့အခါမှာဒီဆရာတို့လိုစက်ပိုင်တွေအနေနဲ့ဘယ်လိုနည်းပညာပိုင်းဆိုင်ရာအချက်လက်တွေကိုအခြေခံပြီးတိုင်းတာလဲဆိုတာလေးကိုတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျကျွန်တော်တို့အဓိကကြည့်တာတော့ဒီ PR ရဲ့ထုတ်လုပ်နိုင်စွာရဲ့ CO စိမ့်မှုမရှိတာတွေကိုကြည့်ရပါတော့ဒီဈေးပေါ်တဲ့ပတ်တွေကိုသုံးမယ်ဆိုရင် PR တွေကကျလာတတ်တယ်ဗျဒီ diamond ပတ်တွေကတော့သတ်မှတ်ထားတဲ့ PR ကိုစဉ်ဆက်မပြတ်ထိန်းထားနိုင်တဲ့အတွက်ကြောင့်မလို့ဒီသူနဲ့တွဲသုံးမဲ့ cylinder တွေရဲ့ဆွမ်းဆောင်ရည်တွေကဟင့်တင်ပေးပါတယ်ဗျအဲ့ဒါဆိုရင်ဆိုပါစို့ဗျာဒီ hydraulic ပန်းတစ်ခုပျက်စီးသွားပြီဆိုပါစို့ကျွန်တော်တို့ရဲ့ diamond တစ်စိတ် hydraulic ပန်းကပြုပြင်ထိန်းသိမ်းဖို့ကဘယ်လောက်လွယ်ကူလဲဆိုတာလေးကိုလည်းတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျdiamond ပတ်တွေမှာဒီအစိတ်ပိုင်းတွေကိုစစ်ဆေးရတာတွေခွဲထုတ်ရတာတွေကလွယ်ကူတယ်ဒီအပိုပစ္စည်းတွေကလည်းရှားမခတ်တဲ့အတွက်စက်တစ်ခုလုံးကိုလဲရတာမရှိဘူးပေါ့ဗျာဟုတ်ကဲ့ပါဒါဆိုဆက်စရာဖောက်တယ်တွေအနေနဲ့ကျွန်တော်တို့ရဲ့ diamond တစ်စိတ် hydraulic ပန့်ကိုလဲတဲ့အခါမှာဘယ်လိုမျိုးစိတ်ကျေနပ်မှုရှိလဲဆိုတဲ့အတန်လေးကိုလည်းတစ်ချက်လောက်ပြောပြပါအောင်ခင်ဗျအများဆုံးကြားတာတော့ဒီစက်ကအရင်အထက်ပို့ပြီးတော့အားကောင်းလာတယ်လို့ပြောကြတာပဲဗျဒီစက်ကပို့ပြီးတော့အလုံးလုံးတိုင်းလေကျွန်တော်တို့ဆက်စရာဖောက်တယ်တွေကစိတ်ကျေနပ်မှုအပြည့်အဝရရှိလေပါပဲဗျညီကုန်းချိုးရရင်ဆရာတို့အနေနဲ့ကျွန်တော်တို့ရဲ့ diamond တစ်စိတ် hydraulic ပန့်ရဲ့အရေးအသွေးတွေကိုယုံကြည်ကြည်နဲ့တခြားဖောက်တယ်တွေကိုလည်းလက်တို့အကြံပြုနိုင်လားမသိဘူးခင်ဗျဟုတ်ကဲ့အကြံပြုရဲပါတယ်ဗျကျွန်တော်တို့ဆက်စရာတွေရဲ့ဒီလက်တွေ့အတွေ့အကြုံတွေကိုအခြေခံပြီးပြောတာဖြစ်တဲ့အတွက်ကျွန်တော်တေချာပေါက်ကြီးကိုပြောရတယ်ဒီ diamond ပန့်တွေကဆန်နှုံးပြေးမိပြီးတော့ခိုင်ခန့်တဲ့အတွက်ကျွန်တော်ရဲ့ဖောက်တယ်တွေကိုဒီအရေးအသွေးကောင်းကောင်းနဲ့စိတ်ပူစရာမလိုပဲအလုံးလုံးချင်တယ်ဆိုရင်ဒီပန့်တွေကိုသုံးပါလို့ကျွန်တော်ကတော့အမြဲတမ်းပြောပြပါတယ်ဗျဟုတ်ကဲ့ပါဆရာအခုလိုစိတ်ရှိရှိနဲ့ဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျရပါတယ်ဗျဟုတ်ကဲ့ပါဗျရင်းနှီးလေးတောက်ပါ